สระปัตตุลาบาบีสระโอအရှိကတန်တူတရာနောက်က အတန်ရှိတရာစရာအိုဒါကြတော့အောအခေရအောစရာအောနောက်တစ်ခုကစရာလဲချောင်းတန်ပေါ့နော်အပေါ်မှာကျတော့အေဒါကြတော့အေရဲ့လဲချောင်းတန်ပါရှင်ဒါစရာဤနဲ့ယော်ยักษ์နဲ့ဆိုရင်ဤရနောက်ကတန်ရှိတရာဤရနောက်တစ်လောကကြတော့ဒါလဲချောင်းတန်စရာနဲ့လဲချောင်းတန်နောက်တစ်လောကအိုဝါအရှိအတန်တူတရာအနောက်က အတန်ရှိတရာအောဒီလေးလုံးကကြတော့အတန်ကကြတော့ normal တန်ဖြစ်ပါတယ်ရှင်ဘာသာပိုက်ပြီးပြောရမယ် I'm မိုင်းမလိုက်ရှိရအနောက်က I မိုင်းမွန်အော I အောနောက်ကလူသူကကြတော့အပူတရဖြစ်ပါတယ်ဒီလေးလုံးကကြတော့အတုံးကနဲပါတယ်ရှင်သူကကြတော့လေမြန်မာလိုအခရာဤတို့အခရာရွေတို့အဲ့လိုသဘောလေးပါရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြမယ်ခါကြက်ထားရပါမယ်နော်